အထက်တန်းကျောင်းသူရှက်တက်ပြီးစကားပြောနေတဲ့နိုဇိုမီကုလိုတာကကျောင်းရဲ့လူကြိုက်အများဆုံးကောင်လေးဂျွန်ဆယ်တိုယာမစီကမင်းကိုကြိုက်တယ်ဆိုတဲ့စာတစ်စောင်ကိုစပွဲခုံအောင်မှာတွေ့ရှိလိုက်ရပါတယ်။နိုဇိုမီကအန်အော်ဝမ်းတာဖြစ်ပြီးသူ့ရဲ့အဖေကလည်းဆယ်တိုယာမရဲ့ဖနှက်ထားတဲ့နေရာမှာပြန်ထားခဲ့ရကနေသူတို့နှစ်ဦးကြားမှာလျှို့ဝှက်ဒိုင်ယာရီအလဲအလဲလုပ်တဲ့ဆက်သွယ်မှုစတင်ခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲနိုဇိုမီဟာအဲ့ဒီချစ်စာနဲ့ဒိုင်ယာရီအပြန်လန်ရေးတာဟာသူ့အတွက်မဟုတ်ဘဲသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့အဲရီနိုမာဆူမိုတိုအတွက်တာဖြစ်ကြောင်းသိလိုက်ရပါတယ်။အဲရီနိုအတွက်ရည်ရွယ်မှန်းသိပေမဲ့နိုဇိုမီကဆယ်တိုယာမကိုအမှန်အတိုင်းမပြောနိုင်ပဲသူ့ရဲ့ကိုယ်ပွားအဖြစ်ဆက်လက်ဆောင်ရွက်ပြီးဒိုင်ယာရီဆက်ရေးနေခဲ့ပါတယ်။ဒိုင်ယာရီအပြန်လန်ရေးရင်းနဲ့ဆယ်တိုယာမရဲ့ရိုးသားပွင့်လင်းမှုတွေကိုနိုဇိုမီကပိုတိလာပြီးသူ့ကိုတကယ်ပဲဆွဲလန်းချစ်ခင်မိလာပါတယ်။နိုဇိုမီရဲ့လူ့ဝတ်ချက်ကြောင့်သူတို့နှစ်ဦးဟာစာရေးသားမှုတွေကတဆင့်ရင်းနှီးလာကြပြီးအပြင်မှာလည်းပိုပြီးအချိန်အတူတူကုန်ဆုံးလာကြပါတယ်။သူတို့နှစ်ယောက်ဟာတယောက်အကြောင်းတယောက်ပိုတိလာကြပြီးအချစ်နဲ့ခင်မင်မှုကြားမှာရှုပ်ထွေးတဲ့ဆက်ဆံရေးဖြစ်ပေါ်လာပါတယ်။လူ့ဝတ်ချက်ကိုမပြောဘဲကြာလာတော့နိုဇိုမီဟာစိတ်ပူပန်မှုတွေနဲ့ပြင်းထန်နေပြီးအမှန်တရားကိုဖုံးကွယ်ရတာခက်ခဲလာပါတယ်။နောက်ဆုံးမှာတော့ဆယ်တိုယာမဟာဒိုင်ယာရီရေးသူဟာအဲရီနိုမဟုတ်ဘဲနိုဇိုမီဖြစ်ကြောင်းသူကိုယ်တိုင်ရေးမိလာပါတယ်။ဒီအချက်ကိုသိလိုက်တဲ့အခါသူတို့ရဲ့ဆက်ဆံရေးဟာအလဲပြောင်းတစ်ခုကိုရောက်သွားပါတော့တယ်ခင်ဗျာ။နိုဇိုမီရဲ့လူ့ဝတ်ချက်ကိုဆယ်တိုယာမရောအဲရီနိုပါသိသွားတဲ့အခါခင်မင်မှုနဲ့အချစ်ရေးမှာစိန်ခေါ်မှုတွေရင်ဆိုင်ရပါတယ်။ဒါပေမဲ့တငယ်ချင်းဖြစ်သူအဲရီနိုကနိုဇိုမီကိုနားလည်ပြီးခွင့်လွှတ်ပေးနိုင်ခဲ့ပါတယ်။ဆယ်တိုယာမကလည်းဒိုင်ယာရီထက်ကနိုဇိုမီရဲ့စရိတ်လက္ခဏာစစ်စစ်ကိုချစ်မြတ်နိုးကြောင်းဝန်ခံလိုက်ပါတယ်။နောက်ဆုံးမှာတော့ရိုးသားပွင့်လင်းမှုတငယ်ချင်းတန်ရောစင်တွေနဲ့နားလည်မှုတွေကနေအချစ်စစ်ကိုရှာဖွေတွေ့ရှိသွားကြပြီးချစ်စရာကောင်းတဲ့အချစ်ဆက်လန်းလေးနဲ့ဇက်ကားကပြီးဆုံးသွားပါတယ်ခင်ဗျာ။ကျေးဇူးပါ။